သူလည်းခွာပါလေဘုဘကကိုလည်းကြည့်ပါဖြစ်တယ်အဲ့ဒါကကောင်းတယ်ကျွန်တော်တို့ကရောက်ကမလည်းသူ့တွေ့ကြုံရပြောတာဟုတ်တယ်နှမ်းညို့နှမ်းနှုတ်ပြီးတော့ခါပြီးတော့ကျွန်တော်တို့ကပုံထားလေပုံထားကြအဲ့နေရာမှာဖြန့်ပြီးတော့တဆုပ်ချင်းနှီးပါပေါ့တဆုပ်နဲ့ဆုပ်ချင်းနှီးပါဖြန့်ပြီးတော့မီးရှို့ရမယ်ညာအဲ့လိုမျိုးအပုံလိုက်ကြီးခိုင်းတဲ့ကောင်ကမီးရှို့ပလိုက်တော့ကျွန်တော်အနောက်ကိုင်းဆိုလဲအဲ့လိုပဲဟိုရောက်ကမမှားလိုက်တာဟိုကောင်ဖြန့်ရှို့လို့ပြောတယ်ဆိုတော့အပုံလိုက်ကြီးမီးရှို့အဲ့နေရာမှာပေါက်ပေါ့လို့မျိုးဖြစ်လည်းမပေါက်တော့ကောင်းပါလေတဲ့နန်းနေရတော့ဈေးကောင်းမှုပဲလို့တော့တယ်ဗျာဟမ်တရင်ကို2သိန်းခွဲတာရောင်းအောင်လို့တော့ခင်ဗျဒီနေ့ကတော့